time travel ဖြင့်ယနေ့ခေတ်သို့အနော်ယထာမင်းကြီးရောက်လာတော့အခါ အရှင်မင်းကြီးခင်ဗျာအခုမိမပြေမစီရီတန်းစီနေရတာအရှင်မင်းကြီးသာရှိရင်ဘလို့ဖြည့်ရှင်းမလဲခင်ဗျာအချင်းသတင်းတော့ဒါတွေကငါနိုင်ငံတော်ကိုကျူးကျော်လာတဲ့စစ်တီတော်တွေလားဘာလို့ဒီလောက်တန်းစီနေကြတာလဲမဟုတ်ပါဘူးအရှင်ဒါကစီပြက်လို့တန်းစီနေကြတာပါစီမရှိရင်ဘဲမှသွားလို့မရတော့ဘူးလေအော်အဲ့ဒါကြောင့်ငါလက်ထက်ကစင်ဖြူတော်တွေပဲစီးတာပေါ့မြက်ကျွေးယုံပဲလေစီတန်းစီစရာမလိုဘူးမင်းတို့လည်းစင်မဲစီးကြတော့ မင်းကြီးကတကယ်ပဲအဲ့လိုပြောမယ်လို့တင်ထင်သလားသူတကယ်ပြောသွားတာကအ ရှင်အဲ့တော့စင်စီးဖို့ပဲအမိတ်တော်မှတ်မှာလားဗျာ ဘာစင်စည်းရမယ်ဟုတ်လား ငါတိုင်းပြည်ကြီးကဒီလောက်တောင်ပျက်စီးနေတာလားမင်း မင်းတို့ပြောတဲ့ခင်မီဖွံ့ဖြိုးတိုးတက်တဲ့ခေတ်သစ်ကြီးကိုဟေးအနော်ရထာမင်းကြီးတကယ်ပြောသွားတာကိုကိုယ့်မဲ့မှာသာဖြေပေးကြပါတော့ခင်ဗျာ